ကဲဒီနေ့အားလုံးဝေးမြပေးရင်လာတဲ့ sweet potato เนาะအဲ့ဒါကိုကျွန်တော်အပားတစ်ခုခုနဲ့ကြော်မယ်ပေါ့เนาะဘယ်လိုပဲဒီဟာကိုကျွန်တော်အထုပ်ဖောက်ပြီးတော့ဒီကိုမြန်မာစတာအမှန်ကန် share ဒီထားထားလေးပေးပါမယ်เนาะအဲ့တော့လောလေအရင်ကနေကင်ပါတယ်ဒီဆေးတဲ့နီးဖြစ်ပါတယ်ကျွန်တော်ယောက်ျားလေးရေးနဲ့အလွယ်ဆေးတဲ့နီးဖြစ်ပါတယ်ကဲရေးဆေးပြီးပြီဆိုရင်တော့ဒီအရင်ကိုနော်အရင်ကဒီဟိုကအရင်နေတော့ဒါနဲ့တစ်ခါလေးပြီးဖြတ်ပလိုက်ပါတယ်နော်ပြီးဖြတ်ပြီးတစ်ခါလေးပြစ်ပလိုက်မယ်လေကဲခုချိန်မှာထပ်ပြီးတော့ရေနည်းနည်းခောက်ထပ်စေးမယ်ခင်ဗျကဲရေဆေးပြီးပြီဆိုရင်နော်ပထမဆုံးအနေနဲ့အဲ့အရင်ကအချောင်းလေးတွေကိုပြိုပြီးတော့ဒီမှာစီနဲ့ကြက်တုံပြူနဲ့ထည့်ထားတဲ့ထဲကိုအရင်ထည့်ပါမယ်နော်အဲ့တော့ပထမဆုံးအခုဒီမှာပေါ့နော်ဟိုကတော့စီနဲ့ကြက်တုံပြူနဲ့ထည့်ထားတာပေါ့စီနဲ့ကြက်တုံနဲ့ထည့်ထားတဲ့ဟာလေးတွေကိုခုစတင်ပြီးတော့ကြော်မယ်ပေါ့နော်ခုတော့ကြော်မယ်ဆိုတဲ့အချိန်မှာအဲ့လိုထားထားတဲ့အချိန်မှာဒီဘက်မှာကတော့ကျွန်တော်တို့လိုအပ်တဲ့အရွက်ပမာဏကိုထပ်ပြီးတော့တိဖြတ်ထားမယ်ပေါ့ထပ်ပြီးတိဖြတ်ထားတဲ့အချိန်မှာအကောင်လုံးကိုကျွန်တော်တို့ခါရဲထည့်ပြီးဝေထားမယ်ခါရဲပြစ်ထည့်ထားမယ်ထည့်ထားမှာဖြစ်ပါတယ်အဲ့တော့ပြစ်ထည့်ထားတဲ့အချိန်မှာစားနဲ့မထည့်လာမယ်အနားလေးမွေးအောင်ရတာလေးကျဲအောင်သွားကိုနည်းနည်းလေးဘောင်းတော့လောက်ထားပြီးတော့ဒီမှာပြီးလာပါမယ်ပြီးထားပြီးတဲ့အချိန်မှာကျွန်တော်အသားတစ်မျိုးမျိုးထည့်မယ်အဲအသားတစ်မျိုးမျိုးကိုကျွန်တော်အခုထောက်ပါမယ်ထောက်လိုက်ပါမယ်ကပ်ပြန်တော့အခုတော့အများကြီးပို့လေးပါမယ်နော်ဒီကြောက်ရပါမယ်ဒီလိုရပါမယ်အများကြီးတော်လေးအဆင်ပြေပါပြီနော်ဒီနည်းငယ်ထည့်ပါမယ်ခုတော့ကျွန်တော်တရားကိုကြော်ဖို့လောက်ထားတဲ့အချိန်မှာကျွန်တော်ဒီဘက်ကနေပြီးတော့အားတစ်ခုပြုတ်တော့ဘောင်းသားလုံးပန်းမှာလဲဆိုတော့ကျွန်တော်အနည်းကဘာမှကနေဝယ်ထားတဲ့ထုတ်ရှိအဲထုတ်ထဲကနေပြီးတော့လှီးပြီးသားအသေးနှလုံးတွေရောအသေးနှလုံးလေးကြိတ်လိုက်မယ်ပေါ့လီးပြီးသားအသေးနှလုံးလေးကိုကျွန်တော်ထပ်လီးပါမယ်နော်တော့လီးပြီးသားအသေးနှလုံးတွေကအများကြီးပါအများကြီးဖြစ်တဲ့အတွက်အများကြီးစားလို့ရပါတယ်အများကြီးလည်းထည့်လို့ရပါတယ်ဒီမှာပါနော်ဒီလိုကအတဲနှလုံးတွေကိုကျွန်တော် arrange ပြန်လုပ်မှာဖြစ်ပါတယ်ဒီလိုကအတဲနှလုံးတွေပါမလီးရသေးတဲ့အတဲနှလုံးတွေကိုတော့ကျွန်တော်တို့တတ်ထားမှာဖြစ်ပါတယ်
ဒီပြီးတော့အသင်းနှလုံးတွေကိုယူလိုက်ပါမယ်မလေးရသေးတဲ့အသင်းနှလုံးတွေကိုတော့ပြန်သိမ်းထားမှာဖြစ်ပါတယ်နောက်ရက်တော့ပါအဲ့တော့အမြင့်လေးနဲ့ထပ်ထည့်ပါမယ်နောက်ဆိုတော့ခီးပြည့်နေဒီမှာကြောက်တော့အောက်ကိုဆန်းနေတာနော်ကျွန်တော်တို့အသေးအမြစ်ကိုနှလုံးကိုစတင်လှီးပါပြီဒီခြားခြားလေးလှီးမှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရွက်ကြော်တဲ့ထက်မှာဖြစ်တဲ့အတွက်လုံးနဲ့နေအောင်အသားတွေရောအမြစ်တွေကိုနှလုံးတွေကိုဒီခြားခြားလေးလှီးပြမှာဖြစ်ပါတယ်နော်ဒီချိန်မှာတော့အသေးတွေနှလုံးတွေကိုဒီခြားခြားလေးလှီးနေတာဖြစ်ပါတယ်ဒါပြီးရင်တော့ကျွန်တော်အထက်ကြောင်းနော်ကဲနှလုံးတွေရောအမြစ်တွေရောစတင်လှီးနေပါပြီလှီးထားတဲ့အစာပလာတွေကိုကျွန်တော်ဒီတိုင်းပဲထည့်ပြီးတော့ကြော်ပြစ်ပါမယ်နော်ဒါနဲ့ထည့်ပြီးကြော်ပြစ်တယ်ကြော်ပြစ်တဲ့အချိန်မှာဒီခါလာလေးပေါ်ရေးပါမယ်ကဲဒါမှတော့ကြော်နေတာကို live ရိုက်ထားတာဖြစ်ပါတယ်နော်ဒီဘက်ကဟာလေးကတော့ကြောက်ကြော်တဲ့တဲဦးလေးပါဒါတော့ရိုက်တော့မှပါလာတာဆက်လို့ဖြစ်ပါတယ်ဒီဘက်ကမှာတော့ပါလဲဆိုတော့ပတ်လဲပေါ့လဲဆိုတော့ပတ်လဲပေါ့ဒါလေးသိနေတာဖြစ်ပါတယ်အနီရောင်းနဲ့ဒါကိုသိနေတာဖြစ်ပါတယ်ဟောမှာသိနေတဲ့ဆိုတော့ဒီမှာဒီရကျော်ကရတော့မှာဖြစ်ပါတယ်ရကနေကြရင်ဟိုရေးပါမယ်နိုင်ငံမွေပါတယ်ခင်ဗျခုလိုနေထားဆိုရင်တော့ခဏကြာရင်ရပါပြီနောက်10မိနစ်လောက်ဆိုရပါပြီခင်ဗျာကျွန်တော်ရဲ့ထိတ်တိုင်းရှင်းရကြနော် sweet potato with အကျော်အားဆိုရင်ခဏနေရပါပြီအ
မှန်ကန်အကြံဖန်မဟုတ်တဲ့အမှန်ကန်အနေထားနဲ့ရပါပြီခင်ဗျာနော်အဲ့တော့ရပြီဆိုတော့ကျွန်တော်တို့ကရမှာပဲအဲ့တော့ဆက်ပြီးလေပြည့်မှာခုချိန်မှာတော့ကျွန်တော်ရဲ့ခင်းနေရစစ်ပိုတီတိုလီဖလာနော်ပဲအမြင့်ကြော်ခင်းနေရရပါပြီနော်စားကြရပြီလားဒီလိုစားကြရမယ်လို့တော့ပြောလိုက်ပါဒါလို့စားကြရမှာကျွန်တော်နေထိုင်တဲ့ဒါစားတော့လာဖိတ်ခေါ်ကျွန်တော်ရဲ့ live ဖုတ်ကစပ်ပုတ်ချင် channel ရမယ်ချက်စားအင်ချက်ပဲအစီအစဉ်တော့ရန်နာဝင်ပြုပါတဲ့ပြိတ္တလောက် concept ပါဒီလိုဆိုတင်ပါတယ်ဒါတော့ sweet potato နဲ့ကြက်အသေးမြစ်ကိုစီဘူးလေးနဲ့ကြော်ထားတာပါခုထိပုံလေးပါတယ်နော်ဒီလိုထုတ်တင်ပါတယ်ခင်ဗျာမရှိဘူးအားတော့ကျေးဇူးထုတ်တင်ပါတယ်